ကလေးနှစ်ယောက်အတွက်အိတ်ခမ်းကိုဘယ်လိုဒီဇိုင်းဆွဲမလဲဒီအမျိုးသမီးမှာကလေးနှစ်ယောက်ရှိပေမဲ့အခန်းကတယောက်စာအတွက်ပဲတကယ်တမ်းလုံလောက်ပါတယ်ဒါကြောင့်သူနဲ့သူခင်ပွန်းကကလေးနှစ်ယောက်လုံးအတွက်အဆင်ပြေအောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုစဉ်းစားခဲ့ကြပါတယ်ပထမဆုံးအနေနဲ့သူတို့ဟာတမဏိနဲ့အိယာပေါင်းကိုတိစောက်ခဲ့ပြီးခိုင်ခန့်မှုအတွက်တစ်သားပြားတွေထပ်ထည့်ခဲ့ပါတယ်အောက်ခြေမှာတော့လေဝင်လေထွက်ကောင်းပြီးစိုးထွေးမှုကိုခံနိုင်ရရှိစေဖို့လေဝင်လေထွက်ရတဲ့အောက်ခံပြားကိုထားရှိခဲ့ပြီးအပေါ်မှာမွေးရတစ်ခုတင်လိုက်ပါတယ်ဒါနဲ့တင်ကလေးတွေအတွက်မျှဝေသုံးလို့ရတဲ့အိယာတစ်ခုရလာခဲ့တာပါကလေးတယောက်ချင်းစီအတွက်တီးတန့်ဖြစ်စေဖို့ပတ်လည်မှာပလတ်စတာပုံနေရံတွေကိုတိစောက်ခဲ့ပါတယ်အိယာပေါ်ကရှော့တကာပြတင်းပေါက်ကအလင်းရောင်နဲ့လေကောင်းလေတံတွေကိုရစေပြီးအလှဆင်ပြားလေးတွေကစော့ကစားခြင်းစရာကောင်းတဲ့ပုံစံလေးကိုဖြစ်စေပါတယ်အိပ်ပျော်နေစဉ်ပြုတ်မကျအောင်ဘေးကင်းလက်ရန်တွေကိုတောင်တက်ဆင်ပေးထားပါတယ်အိယာအောက်မှာပစ္စည်းကြီးကြီးတွေထည့်ဖို့အဖွင့်အပိတ်လုပ်လို့ရတဲ့တိုးလောင်ခန်း area တစ်ခုကိုထပ်ထည့်ခဲ့ပါတယ်အိယာကောင်းရင်သားမှာတော့ကာတွန်းစာအုပ်တွေအပြည့်နဲ့ဆင်တစ်ခုရှိပါတယ်အဆင်ပြေစေဖို့အတွက်လျှက်စစ်ပလက်ပေါက်တွေနဲ့ခလုတ်တွေကိုတက်ဆင်ထားပါတယ်အိယာဘေးမှာတော့လှေကားအဖြစ်လဲတုံးလို့ရတဲ့တစ်တာသုံးလုံးရှိပြီးတစ်ခုချင်းစီမှာကလေးတွေရဲ့အဝတ်စားတွေအတွက်အန်ဆွဲအကြီးကြီးတွေပါရှိပါတယ်အပေါ်ဆုံးနှစ်ခုမှာတော့အယုတ်တွေထည့်ထားပါတယ်လမ်းလျှောက်တဲ့နေရာက1.8 မီတာမျက်နှာကြောင့်မေတောင်ကောင်းမတိုက်ပဲလမ်းလျှောက်နိုင်ပါတယ်ဖုံမဝင်အောင်မှန်တကားတွေပါတဲ့ဘီရိုကိုလည်းထည့်ထားပြီးအောက်ခြေမှာတော့အန်ဆွဲတွေကိုထည့်ပေးထားပါတယ်အဲ့ဒီဘေးမှာပဲចောင်းသုံးပစ္စည်းတွေပါတဲ့ခောက်စပွဲတစ်ခုရှိပြီးကလေးတွေအတွက်စာတင်တဲ့နေရာလေးတစ်ခုဖြစ်လာပါတယ်စပွဲအပေါ်မှာတော့စာအုပ်တွေနဲ့စာရွက်စာတမ်းတွေအတွက်ချိတ်ဆွဲထားတဲ့ဘီရိုလေးတွေရှိပြီးမှတ်စုတွေဒါမှမဟုတ်ပုံတင်လေးတွေရေးဖို့ကြောက်တင်ပုံအသေးလေးတစ်ခုပါရှိပါတယ်အခန်းကိုပိုင်းခြားဖို့အတွက်မှုံဝါးဝါမှန်ကိုတုံးထားပါတယ်ထောင်းတနေရာမှာတော့တမိဖြစ်သူအတွက်စာအုပ်စင်တစ်ခုရှိပြီးတန်ရှင်းတက်ရအောင်တကားတွေတက်ထားပါတယ်အဲ့ဒီဘေးမှာတော့ပြတင်းပေါက်ထိရှည်လျားတဲ့စပွဲကြီးကြီးတစ်ခုရှိပါတယ်စာလေးလာတဲ့ပစ္စည်းတွေအများကြီးအတွက်နေရာအလုံးလောက်ရှိပါတယ်တမိဖြစ်သူအတွက်တင့်တော်တဲ့စာသင်ခန်းလေးတစ်ခုရရှိသွားပြီဖြစ်တယ်လို့မေမေလည်းကြက်ကြက်တဲတဲမဖြစ်ပဲအတူတူထိုင်နိုင်ပါတယ်နေရာမှာတော့အပေါ်မှာအိယာခင်းတွေထည့်ဖို့နဲ့အောက်မှာအဝတ်စားတွေချိတ်ဖို့ဘီရိုတစ်ခုရှိပြီးကာဝန်တွေအတွက်တီးတက်နေရာလေးတောင်မှရှိပါတယ်ဖုန်းအားသွင်းရလွယ်ကူအောင်ဘေးဘက်မှာပလက်ပေါက်အတွက်အပေါက်တစ်ခုပါရှိပါတယ်နောက်ဆုံးအနေနဲ့အိယာအောက်ကအန်ဆွဲအကြီးကြီး၃ခုကတော့အသေးအဖွဲပစ္စည်းလေးတွေအားလုံးကိုတင်စီပေးထားပါတယ်ဒီဒီဇိုင်းနဲ့ဆိုရင်တမိဖြစ်သူကသူ့ရဲ့ကိုယ်ပိုင်နေရာလေးကိုရရှိထားပြီးအဲ့ဒီခန်းထဲမှာပဲကြီးပြင်းလာနိုင်ပါတယ်ဒါဟာနှွေးထွေးပြီးလက်တွေ့ကျတယ်လို့တကယ်ကိုပြည့်စုံပါတယ်